Okay. ခုနကပြောပြဖို့ရွေးချယ်ထားတဲ့အကြောင်းအရာတွေကတော့ဖျို့ဖျက်ဖြစ်နေတဲ့မြန်မာနိုင်ငံကိုတစုတစည်းရဲ့ဖြစ်အောင်ဘယ်လိုပြုပြင်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီးအကြံပြုရေးသားချက်တွေနောက်တစ်ခါတရုတ်မြန်မာဆက်ဆံရေးစတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ပထမဦးဆုံးပြောပြဖို့ရွေးချယ်ထားတဲ့အကြောင်းအရာကတော့ only assurances of self-determination can prevent Myanmar from shattering မြန်မာနိုင်ငံဖျို့ဖျက်ပြိုကွဲသွားမဲ့အခြေအနေကိုကတည်နေတဲ့တစ်ခုတည်းသောနီလန်ကတော့ကိုယ်ပိုင်အုပ်ချုပ်ရေးခွင့်ပြုဖို့ပဲဖြစ်တယ်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ရေးသားသူကတော့ John NS ဖြစ်ပြီးတော့ arawi.com ကထုတ်လွှင့်ပြောပြမှာဖြစ်ပါတယ်ခင်ဗျာသုံးသပ်သူတို့ကစစ်ကောင်စီပြုတ်ကြဖို့တဲတဲလေးပဲကျွန်တော်ရယ်ကျန်တချို့ကတော့အဲ့လိုပြောဖို့စောလွန်သေးတယ်လို့ဆိုနေကြတယ်ဘယ်ချိန်ပြုတ်ကြမယ်ဆိုတာပြောရခက်တယ်ဒါပေမဲ့ပုံမှန်အခြေအနေပြန်လဲတိဆောက်ဖို့ဆိုတာဖြစ်နိုင်ခြင်းမရှိတော့ဘူးတစ်ချိန်တည်းမှာပဲစင်ကျင်တိုက်ခိုက်နေတဲ့အုပ်စုတွေကြားမှာပူပေါင်းဆောင်ရွက်မှုတော်တော်နည်းနေသေးတယ် NUG ဟာ KIO KNU KNPP CNF တို့နဲ့နိုင်ငံရေးမဟာမိတ်ဖြစ်ပေမဲ့စီးရပူပေါင်းမှုကတော့ရောရဲနေသေးတယ်ရှမ်းမြောက်မှာတိုက်ပွဲဝင်ခဲ့တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ဟာလည်းသူတို့အစီအစဉ်နဲ့သူတို့တိုက်ခိုက်ကြတာဖြစ်တယ်လို့တခြားသောတိုင်းရင်းသားအင်အားစုတွေနဲ့ဒေသလိုက်တွန်းလှန်ရေးအင်အားစုအများအပြားဟာလည်း NUG နဲ့မဟာမိတ်မဟုတ်ကြဘူးလို့ဆိုပါတယ်ဒီလိုပူပေါင်းဆောင်ရွက်ချက်အားနည်းမှုဟာစစ်ကောင်စီပြုတ်ကြသည်ဖြစ်စေပြုတ်မကြသည်ဖြစ်စေဒေသလိုက်ကွဲပြားသွားနိုင်တဲ့အလားအလာအတွက်အထူးစိုးရိမ်ရပါတယ်Romanization လို့ခေါ်တဲ့ဗမာကြီးစိုးရေးကိုသာအဓိကထားနေတဲ့စစ်ကောင်စီနဲ့ငင်းကြိုင်းလုပ်ပြီး Federal ပြည်ထောင်စုဖော်ဆောင်ရေးဆိုတာလုံးဝမဖြစ်နိုင်ဘူးဒေါအောင်ဆန်းစုကြည်နဲ့ NLD နဲ့ပူးတွဲလုပ်ရင် Federal ပြည်ထောင်စုပေါ်လာနိုင်တယ်လို့တိုင်းရင်းသားအင်အားစုတွေက2015အထိမျှော်လင့်ခဲ့ကြပေမဲ့ NLD အာဏာရပြီး9နှစ်အကြာ2020မှာတော့တိုင်းရင်းသားလူမျိုးစုတို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ Federal ကိစ္စအပေါ်သဘောထားဟာဗမာကောင်းဆောင်တွေအားလုံးအတူတူပဲဖြစ်တယ်လို့တိုင်းရင်းသားတွေယူဆသွားရတယ်လို့ဆိုပါတယ်2021နွေဦးတော်လှန်ရေးကဒီမိုကရေစီနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သို့မဟုတ်ကိုကြမ္မာကိုဖန်တီးခွင့်နှစ်ခုကိုဆက်နွယ်ပေးလိုက်ပေမဲ့တကယ်တမ်းတူညီသောနိုင်ငံရေးဥတီကြတော့ဖြစ်မလာခဲ့ဘူးစစ်ကောင်စီဖြုတ်ချရေးဆိုတဲ့ဘုံသဘောတူညီချက်ပဲရှိတယ်Federal Democracy ဆိုတဲ့အယူအဆကိုဥတီထားတယ်ဆိုပေမဲ့ကွဲလွဲချက်တွေကရှိနေတယ်ကိုကြမ္မာကိုဖန်တီးခွင့်ဘယ်အတိုင်းအတာထိပေးမလဲဆိုတာနဲ့ဘယ်လိုဒီမိုကရေစီပုံစံမျိုးလဲဆိုတာတွေပဲဖြစ်တယ် NUG ရဲ့မဟာမိတ်တွေဖြစ်ကြတဲ့တချင်းကရင်ကရဏီချင်းဖွဲ့တွေကတော့ဒီမိုကရေစီကိုအခြေပြုသောအောက်ခြေကစဖွဲ့တဲ့ Federal စနစ် Democracy Based Bottom Up Federalism ကိုလိုချင်ကြတယ်လို့ဆိုတယ် UWSA ဝတ်တပ်ဖွဲ့ကတော့သူတို့ဝဒေသကိုနေပြည်တော်ဗဟိုအစိုးရရဲ့ဩဇာအကန့်အသတ်မျှသာရှိတဲ့တပါတီစနစ်နဲ့အုပ်ချုပ်လာခဲ့တယ်ရှမ်းမြောက်ဒေသက MNDAA TNLA နဲ့ SSPP တို့ကဝနမူနာကိုကြိုက်ကြတယ် AA ခေါင်းဆောင်ကလည်း Federation တဲ့ Confederation ကိုလိုချင်တယ်လို့2019မှာပြောကြားခဲ့တယ်လို့ဆိုပါတယ်တပါတီစနစ်နဲ့အုပ်ချုပ်ဖို့စီစဉ်ထားတယ်လို့လည်းသတင်းရင်းမြစ်တွေကဆိုခဲ့ကြပါတယ်မြန်မာနိုင်ငံဟာ Balkanization လို့ခေါ်တဲ့ Yugoslavia လိုပြိုကွဲတဲ့စီးကြနိုင်ငံတွေဖြစ်မသွားသည့်တိုင်အောင်အိမ်မာတဲ့ဗဟိုအုပ်ချုပ်ရေးမရှိသောဝဒေသလိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအများအပြားဖြစ်မသွားရအောင်ကာကွယ်ဖို့လိုတယ် NUG အတွင်းမှာလည်း NLD အုပ်စုနဲ့တခြားအုပ်စုတွေအပြိုင်မှုတွေရှိနေတယ် NLD အဖွဲ့ဝင်တွေလည်းပါတီဟောင်းအစွဲကိုဖြုတ်ဖို့လိုတယ်တိုက်ပြီးဖြစ်စေမတိုက်ပြီးဖြစ်စေတိုင်းရင်းသားလူမျိုးစုတွေရဲ့လွတ်မြောက်နယ်မြေတွေမှာကိုယ်ပိုင်အုပ်ချုပ်ရေးကတော့အတော်လေးကြဲကြဲပြန့်ပြန့်ဖြစ်ထွန်းနေပြီဒီလိုဖြစ်လာဖို့အတွက်တိုင်းရင်းသားအင်အားစုတွေဟာပေးဆပ်မှုများစွာနဲ့တိစောက်ခဲ့ရတာဖြစ်တယ်ဒါကြောင့် self determination လို့ခေါ်တဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဒါမှမဟုတ်ကိုကြမ္မာကိုဖန်တီးခွင့်ကိုအမခံသောနိုင်ငံရေးသဘောတူညီချက်တွေသာလျှင်နိုင်ငံပြိုကွဲရေးကိုဟန်တာနိုင်မှာဖြစ်တယ်တိုင်းရင်းသားခေါင်းဆောင်တွေမကြာခဏပြောသလိုပဲပြည်ထောင်စုဟာနေချင်းစရာကောင်းတယ်ဆိုရင်ဘယ်သူမှခွဲထွက်ရေးကိုစဉ်းစားမှာမဟုတ်ဘူးလို့သောမတ်စင်ကဒီကုန်းထုတ်ထားပါတယ်ခင်ဗျာအခုဆက်လက်ပြီး the future Myanmar some assembly required အနာဂတ်မြန်မာနိုင်ငံပြန်လည်စုစည်းညွတ်ဖို့လိုအပ်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဂုဏ်ဆောင်ပါမောက္ခကြီး David Steinberg ရဲ့သုံးသပ်ချက်ကို The Irrawaddy ကထွန်းထုတ်ပြောပြလိုပါတယ်အခုခါမြန်မာနိုင်ငံအစီအပြေနေတယ်ပြန်လည်စုစည်းနိုင်ဖို့အတွက်သိမ့်သိမ့်မွေ့မွေ့စဉ်းစားပြီးကျွမ်းကျင်ပန်းစွာကင်တွယ်ဖို့လိုအပ်တယ်
Chinga Suzi Nange, Tinga, Tangua, Liza Kone, Tangua, Sisele, Sansi, Posibon, who Suzi Boom, Sintan or Hulu Suare. Piro, Sipienelo, Snitija, Youngle, Suzi Nango Suraha, Unan Tulo Yaran Ulam Hoku. Sitaha, Adlo, Inadon Tia, Lukera, Yazue, Jorevi Chite. Numananga, Kuhago, Pandita, Wyongdonga, Chinene, Yesi, Lanya, Yonevi Chite, Suare. Soothing in your damn Yamananga, Tiny Masia, Lu Alon Rathaya, Wajosi, and that Nita Chittes, Webja, Kringon, Natulura, Inijin, Nanganwe, and Niwega, Fresiri, Lupuguria, and the Uleka, when I'm not Chitter, Pizuri, such a Kayara, Finland, Chibi, Uma, in the Chia, Kisawa, Hadatam, Chitter, Suare. Let's see, Tansan Yara, in Azu Alon, Gozamuha. Pilos Soothing near our Malone Nine Busura, Tinsanibi. Sura Fuesi Aloma, to the board $3, music they comes on the Mianzum Portfolio and Nibichete. Tabeme Anna Sura, Mandiao Punga Tada, Sana Liao Sundofula Imdan Kakere, the Fugama Retum Sunderbeck would do a pet to any young have. Out near that Nathan and Nemi Anna Pansuye, Tijam Tama Dive, Mauzo on it, the board in who Yasin and Mem, Butu, Safadene. Uba Fuesi Alundra Bello data Saya Suamu Fasimile, a data Sua Ferry Banda with Bello Samamle, Piro Pianle Suzi Langum Bello Tassimile, to Niakim Join Fuesibuntia Yisuya Makiza Webchete. Teaching Gamu Ime Pelo Tinande, Tabeme di Imeha, who Pidre Alum Menia Ime Zure or Theta Musinande, Pida Saya Suyari Nenamita Mayeha, along Kakelime. In nine swimway, pay you look down at today. To be in for a seat higher, sit at who luade. Alun will lunch on tired, that's an Suari luade. Dianari Anna Pansumu luade. Pazae Lula Queens Aduni Miamu, Surara, Messina Chepe. Matuba Jara Piduria, Pudobot, and with the Yegi Suare. A good year, the Lessi Gonza, Rondoma, Chinigam, Yuntra and Debu. Pibanangan Chuara di Assambwema, 9 match in Epica, Longi Tapu, Pinsintaja, Vichede. Tavi met Anayara Dulesiuma Mogu, Sunshongama Durigara, Gamagonshara, might be the Repchede. Thuria Ganjamaha, the Yisin Yam China, Gonza Mulatama, Jayoni Rapchede. Una Jigwe Gonat Chinivelu, Punuzam Pamukati, Davis Timbagathunda Tower. Has China lost control of ethnic armies in Myanmar's war-torn borderland? Sitjang Pujanire, Myanmar Nezaga Lunuzu Tadri, but the young Tinchu and Hula Sre Consonant, but the Litnaya Thunda Jagule, Eauria to no be Piopialuare. Teuha Myanmar Nezaga Lunuzu Tadri, Joe Highlight Villa. Through Neza Lunduni, Chup Ugere, UWSA, what up for Tongan Yago, online in Swajan and Pansy like Suradizo, Tinsia Silarello Piovare. UWSA, who Samuel Mapchekara by Burma Jani Elusuvime, Nina Mohammed, Lene Bambunide, Eddie Leonard had Yosia Lara Leonard Chede, Titera surface to air missiles so correct. Nidina with him Pete Leonard de Alwebi, Jan Leonard Goundry, Nina Mohammed Topangere, Teugadi, the Sen Sacrament, Sissi, Makura, Mapa, Wim be met. Putin CCM Chede, Tabime Bama, Jogu, Matagu. Tabime, Impatunda to the two, Mindulu. Teu Muara, Jamla Doram, Hubabu. Teuna Nezel music the ferry, Kope Doram, Hubabu. Adiga, the Anzara, Metro Uye, CMEC, Sipa, Zingan, did that sing in Yatmutiam, Hadja, Triple Yasiduha. Teu Diga Imanja de Chipi. Diga the Beponga Select Zane, Mother Chede. Kaima Ninyanga Democracy Federal Mimananga Pitoni Teuga Singza Mimananga Abjoni the Gate Teuha, Mishigao, Ninya Sanjin Du Subi, Lupian Machete. The Famale, Pesua Tete, Umbemuin Murigo, Lupime, Janet Pemaro, Tainza Lenaga Perigo, so I be Lenary Tapanim Mother Chedel Suare. Ananga Kaima Siong in Danu, Belonging Nobu. Duka there is Ruba was singing a love of Pio Chedawlet, Yuga Mulavian Budo Suare. Tanguya Guze Dillon, we see what Pedna meaning as in Numalube.
ဒီနေဆက်လူမျိုးစုတက်တွေနဲ့တရုတ်ဆက်ဆံရေးဟာပြန်လည်ချုံးမွေးနိုင်ဖို့အတွက်အချိန်တော့နည်းနည်းယူရလိမ့်မယ်တိုက်ပွဲတွေကြောင့်နှစ်နိုင်ငံနေဆက်ကုန်သွယ်ရေးရဆိုင်သွားနိုင်တယ်ဒါပေမဲ့သိအချိန်ကြာမှမဟုတ်ပါဘူးတရုတ်အနေနဲ့ပြန်ရေးလှုပ်ဆောင်သူအင်းကြီးငောင်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆက်လက်ကစားနိုင်မှာသာဖြစ်တယ်လို့ပါတီလက်နာကသုံးသပ်ထားပါတယ်ခင်ဗျာကုသဘအတွက်ကတော့လောက်ပဲဖြစ်ပါတယ်နောက်တစ်ပတ်မှာဘယ်လိုများသုံးသပ်လာကြအောင်မလဲဆိုတာကျွန်တော်စောင့်မျှော်လိုက်ကြပါရစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်